တချို့လူတွေကစားတတ်တယ်အကြအမြင်ဘုဒ္ဓအလွန်များတယ်အဲ့လိုဘုဒ္ဓများတဲ့အတွက်ကြောင့်မန်ဝင်ကြတယ်ပေါ့နော်သူတော်ကောင်းတွေကိုပြင်မမိတယ်ကိုအထင်ရောက်တယ်မန်ဝင်ရင်ဟိုဘက်မှာဆက်ပြီးတော့မှားတရားတွေကတတိတန်းကြီးပဲဟုတ်လားအဲ့ဒါလိုမန်ဝင်ပြီးတော့မှားကြပြီဟဲ့ဆိုရင်ဘာနဲ့တူလဲဆိုရင်တဲ့မိမတယောက်အစင်းလှလို့ပြည့်တသာမှဖြစ်ရတာနဲ့တူလေတယ်ဟောပြည့်တသာမှဖြစ်ရအောင်လှတာဆိုရင်တော့အဲ့ဒီလှတာမလှတာမှတော်သေးတယ်ဆိုတဲ့အဓိပ္ပာယ်ကိုပြောတာလောက်ကောင်းတဲ့ဥပမာလဲစဉ်းစားကြည့်နော်မိမတယောက်လှတယ်လှလုံးမှုပါဖြစ်သွားတယ်ပြည့်တသာမှဖြစ်သွားတယ်ပြည့်တသာမှဖြစ်မှဆိုရင်တော့ဇာတဲ့ဇာမလှတာတော်သေးတယ်လို့ပြောတာဒါတုတ္တနဲ့ပတ်သက်ပြီးဆိုရဲအဲ့လိုဥပမာပေးဟောတချို့ပညာတတ်တယ်အတိကြီးတယ်ဒါပေမဲ့အဲ့ဒီပညာကြောင့်ကိုပဲမာန်တက်လာတယ်အဲ့ဒါကြတော့ဘာနဲ့တူလဲဆိုရင်တဲ့လူတယောက်အတ္တတို့မြင်ကြီးရတယ်မြင်းပြန်လို့ဟာမျိုးပေါ့အလွန်ကောင်းတဲ့မြင်းအာဇာနည်မြင်းပေါ့အဲ့ဒီမြင်းကြီးလဲရရောတက်စီမကျွမ်းတဲ့အခါကျတော့မြင်းစည်းကမကျွမ်းတဲ့အခါကျတော့မြင်းဘောကလိမ့်ကြပြီးတော့ပေါင်ကျိုးရောပေါင်ကျိုးမှမြင်ရင်တော့ဒီမြင်းကမရတာတော်သေးတယ်မန်တက်ရမှမြင်ရင်တော့ဒီပညာမတတ်တာတော်သေးတယ်ပြောတယ်ဘယ်လောက်ကောင်းတော့မန်တက်မဲ့တက်တဲ့မန်တက်ဖို့အတွက်တက်ရတဲ့ပညာဆိုရင်မတတ်တာတော်သေးတယ်ဆိုလိုတာကပညာတက်ရတာနဲ့မကာမိမန်ဖြစ်ရတာကိုယ်ပိုးပြီးတော့နာတယ်ထိကြိုက်တယ်လို့ပြောတာတော့ပေါ့ရဲ့လားနောက်ဘုံဘုံတို့တက်ကာရကိုမှအစွမ်းစားရှိလို့ပူဇော်ကြတယ်လေးစားကြတယ်ဘုန်းကြီးလောကဆိုရင်ကြီးညိုကြတယ်နာမည်ကြီးတယ်အစရှိတဲ့ဖြစ်ပေါ့နော်အဲ့လိုဖြစ်လာပြီဆိုရင်အဲ့လိုဖြစ်လို့မို့မန်တက်လာပြီဟေ့ဆိုရင်ဘာနဲ့တူလို့လဲကျူပင်ကျူသီးသီးတယ်လို့ဝါပင်ဝါသီးသီးတယ်လို့ငပြောပင်ငပြောသီးသီးတယ်လို့ဒီသီးလာတဲ့အသီးဟာအပင်ကိုတတ်ဟုတ်လားအဲ့လိုပဲလာဘတက္ကာရတွေများလို့မန်တက်လာပြီဆိုလို့ရှိရင်ဒီလာဘတက္ကာရမရတာကောင်းသေးတယ်တက်ရတဲ့မန်ဖြစ်လို့နော်အကျိုးမဲ့သွားတယ်ဗျာအကျိုးမဲ့သွားတာတွေကရတဲ့လာဘတက္ကာရနဲ့မကာမိဘူးပေါ့ဒါကြောင့်မလို့တချို့ပြောရတာရှိတယ်ဒီလက်ပူဇော်တက္ကာရတွေရလို့သူတော်ကောင်းအလုပ်ကိုမလုပ်နိုင်တော့ဘူးဆိုးရုပ်သွားပြီဆိုရင်အဝင်ပစိန်ထွက်တာပဲလို့အဲ့လိုပြောရတာရှိဒါကဘုန်းတို့ဘုန်းကြီးလောကမှာတတိထားစရာအဆုံးအမတွေနော်အဲကြောင့်ဓမ္မနာနဲ့ပတ်သက်ပြီးတော့ဖြူချင်းစော်ဘုရားကြီးရဲ့နော်ပြောတဲ့လွန်တဲ့စကားလေးတွေအကြောင်းပြောပြတာဟုတ်လားပညာတက်လို့မှန်ဖြစ်တယ်ဆိုရင်ပါတော့မြင်းရလို့မြင်းဘောကလိမ့်ကြလို့ပေါင်ကျိုးရတာနဲ့တူတယ်လို့ပြောတယ်နော်ဒါမှမဟုတ်အလွန်ကောင်းတဲ့ဒီဩဝါဒတွေကိုဘုန်းဘုန်းတို့မှတ်သားသင့်တယ်ပေါ့ဟုတ်လားဒီမမာနကိုနှိမ့်ချခြင်းဟာသူတော်ကောင်းတို့ရဲ့လမ်းစဉ်ဆိုတာလေးကိုဆက်ပြောရတယ်